2026 ခုနှစ်6လပိုင်းဇွန်လ29ရက်နေ့ဇွန်လ29ရက်နေ့မြန်မာတက္ကသိုလ်1388ခုနှစ်ပထမဝါဆိုလ15ရက်ပထမဝါဆိုလာပြီနေ့တနင်္လာနေ့မိမိတို့နေအိမ်၌ကံပွင့်လက်ပွင့်စိတ်ပွားလက်လာပါများအောင်မြင်စေခြင်းစိတ်ပွားရေးကံကြမှာတို့ကံပွင့်လက်ပွင့်စေလုံးကခုနှစ်နှစ်ခုနှစ်သားသမီးများအတွက်ကျွန်တော်များပုံနဲ့တော်ပေးတဲ့စာရန်နိုင်ထွန်းရာကုန်မျိုးတော်မှလာဆယ်လာတိုင်းလာပြည်တိုင်းမှာတလာတော့တရက်တော့လာပြည်မှာကံပွင့်လက်ပွင့်လုပ်ငန်းကံများအတွက်ကြတရားလေးတစ်ခုကိုတင်ပြပေးပါမယ်။ဇာရဲ့မိတ်ဆွေများရုံယုံကြည်ကြည်မပြတ်မကွက်ဆောင်ရွက်နိုင်စေဖို့ဖြစ်ပါတယ်။လိုအပ်တဲ့လောက်ခွဲအားအရာဝတ္ထုလေးတွေမှာဆိုလို့ရှိရင်စစ်တီလင်မလေးတစ်ချက်မှာကဏ္ဍမှာပန်းအဖြူလောင်၃ဖွင့်နေတိပန်းမဆိုအဖြူလောင်လည်းရတယ်။ဒါပေမဲ့တနင်္လာလားပြင်းနေလားစန္ဒမင်းကိုပူဇော်ခြင်းအဖြစ်နဲ့တောင်းဝင်ခြင်းနော်ရှင်တော်မြတ်ဘုရားဥထိပ်ပန်းဆင်ပြီးတော့မြေအမမြဲပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်မကောင်းတော့ဘီရကင်းအောင်ငွေကံငွေလက်တိပွင့်အောင်တေချာချာလေးကတ်လို့ပို့ဆောင်မယ်။ပန်းကတော့၃ဖွင့်နော်ဝိထုံးတွေက2500ကျပ်ကလည်းဘဲကတဖလားကလည်းဘဲချမ်းရေစိမ့်စာမလုံးကလည်းဘဲချမ်းမရလို့ကလည်းဘဲလုံးနဲ့ရအစိတ်သား50သားမိမိတော့တရာတရားတက်ဆွမ်းများကိုထည့်သွင်းလို့ရပါတယ်ဖလားပဲဖြစ်ဖြစ်ကျွေးပကံပဲဖြစ်ဖြစ်နော်ထည့်သွင်းစာခုပေါ့နော်ထည့်စာလေးတစ်ခုပါမုံကတစ်ထုပ်နေပြီးတစ်စိတ်အမျိုးစာတော့တေးသေးကြီးပါမုံထုတ်တစ်ထုပ်ရက်ခုကဲတို့ဆရာလေးနဲ့တင်ပြထားခဲ့တို့ပန်းက3ဝဲကနာမှာပန်းပါမုံကတစ်ထုပ်အတက်ပြ2500ကျပ်နော်ကလည်းဘဲကတဖလားကဲလို့ပူဇော်ရှင်ဟာလားပြည့်နေမနက်6နာရီမှ9နာရီအတွင်းမပြတ်မကွက်ကဲလို့ပူဇော်ပါတချို့ဈေးအောင်ဈေးဝယ်အလုပ်ရှင်လုပ်ငန်းမအားမလက်ဖြစ်ခဲ့ရင်ညနေ6နာရီမှညနေ9နာရီအတွက်ကဲလို့ပူဇော်မယ်မနက်ဖက်လို့ညနေပိုင်းမှာပဲလို့လားပြည့်နေပထမဝါဆိုလားပြည့်နေတနန်းလာနေတညတာပူဇော်ထားပြီမယ်စပွဲကလထိုင်အနည်းခေါင်းရင်တင်းညတ်တယ်လို့အစင်ပြေတယ်လို့ဘုရားဆင်ပေါ်မှာတချို့ဘုရားဆင်ပေါ်မှာနေရထိုင်ခဲ့အစင်မပြည့်ရင်ခေါင်းရင်တနည်းအားဖြင့်အနည်းတတောင်းတနည်းစပွဲကလထိုင်တစုံတစ်ခုတင်းလို့စရာတင်းနဲ့များတတ်တယ်လို့ကဲလို့ပူဇော်ပေးပါဤကဲတို့ကဲလို့ပူဇော်ခြင်းအဖြစ်တလားမှာတရတော့လားပြီပထမဝါဆိုလားပြီနေမှာဒုတိယဝါဆိုလားပြီနေတက်လာအတွင်းသေတိတာငွေရေးချေရေးကိစ္စစီးပွားလလပါအောင်မြင်မယ်လားပြီကျော်တရက်နဲ့6လပိုင်း30ရက်နေ့အင်္ဂါလေးကြာရင်ပန်းကိုအိမ်မှာဒီပြောမှဆိုရင်ဖောင်ကွက်ပဲလူညောင်ရီအိုးလေးနဲ့လူဘလို့လူထားတဲ့ပန်းကိုဘုရားဆင်မှာထားမယ်ငွေရတာပြရဲ့ပမုံရဲ့ကလေးဖဲချမ်းရဲ့ဘာဒီလာချေဆရာလေးတောင်းရစားတော့သူလမ်းဆောင်လောက်ဖတင်းမြတ်တယ်လို့ဘေးကစွန်ချက်လှုပ်ပေးပါပမုံထုံးရဲ့ကလေးဖဲချမ်းရဲ့အတပြဝိထုံးငွေ2500ကျပ်ပန်း3ခွင့်ကိုတော့အိမ်မှာဆက်လက်ပူဆောင်ထားပေးပါဖန်ပတ်ကလေးနဲ့ရေလေးတော့ထည့်ပြရမယ်ရေအေးလေးယခုလို့ဆရာညွန်ကြပြတာကဲတော့ရုံကြည်မပြတ်မကွက်ခုလာမဲ့ပထမဝါဆိုလားပြည့်နေ့တန်နန်းလာနေ့ဤရတရားကိုဆောင်ရွက်ကြတော့ခရီးသားသမီးများအားလုံးငွေအေးချင်းနဲ့ပတ်သက်တဲ့ကိစ္စရောင်းပန်းဝယ်ပန်းစာချုပ်စာတမ်းချုပ်ဆိုရောင်းရေးဝယ်ရေးငွေချင်းနဲ့ပတ်သက်တဲ့အကန့်ခဏအမြင့်ဆုံးအောင်မြင်မယ်ပေးစရာဆက်စရာရစရာကိစ္စငွေကံနဲ့ပတ်သက်ပြီးအောင်မြင်နိုင်တယ်အခက်ခဲဘေးကျန်တဲ့ရဲဆိုင်ဖြစ်ရှက်နေရတဲ့ကိစ္စတွေကြော်လွှမ်းနိုင်တယ်အတားအဆီးအနောက်ဆက်တွေလည်းကင်းစင်ဝိတ်တယ်ဘေးဆိုရန်ဆိုအန်တယ်ဆိုအပေါင်းကင်းစင်ဝိတ်တယ်ကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရန်နဲ့တွန်ကြပြတာကဲ့သို့ရုံကြည်မပြတ်မကွက်ဆောင်ရွက်နိုင်စေဖို့အထုမြတ်တာရက်ခံအပ်ပါတယ်ဤရတရားကိုဆောင်ရွက်ခြင်းအားဖြင့်တနင်္လာသားသမီးများအပါဝင်တနင်္လာလားပြင်းနေဖြစ်တော့တနင်္လာသားသမီးအထုဆောင်ရွက်သင်းပါတယ်နော်ကဏ္ဍမှာပန်းအဖြူရောင်၃ပွင့်နော်ဘုရားတော်တရားတော်တန်ခါတော်ယရနာမြတ်၃ပါးကိုဥထိပ်ပန်းစေပူဆောင်ခြင်းလည်းဖြစ်ပါတယ်မကောင်းတော့ဘေးဆိုရန်ဆိုအန်တယ်ဆိုတွေကင်းမဲ့တမ်းမှချမ်းသာမယ်နေအိမ်လိုက်မပြတ်မကွက်လက်ခေါ်ခြင်းတနည်းအားဖြင့်မကောင်းတော့ဘေးအမောင်ပယောကအနောက်အဆက်အဟံအတအခက်တို့လည်းကင်းစင်ဝေးပါတယ်တလားမှာတရက်တော့လာပြင်းနေရတရားလားဆယ်လာတိုင်းနေစဉ်နေတိုင်းလုပ်ငန်းကိုင်ခံချာဖွေကြအလုံးလောက်ကြရတာထက်ကနေတလားမှာတရက်တော့လာပြင်းနေနိုင်9နှစ်9ရက်သားသမီးများပြည်တွင်းပြည်ပအနက်နဲ့အရက်စားထပ်ဘေးနဲ့ထမင်းရှံ9ရက်သားသမီးများဆရာအနေနဲ့တင်ပြပြသထားတဲ့ဤရတရားလေးကိုရုံကြည်ဆောင်ရွက်နိုင်စေဖို့တိုက်တွန်းပါရစေဤရတရားလေးကိုလာမဲ့ဝါဆိုလားပြပထမဝါဆိုလားပြနေတန်လည်းလာနေမပြတ်မကွက်ဆောင်ရွက်ပါကဲ့လို့ပူဇော်တဲ့အခိုက်မှာတဲ့ရင်ထဲရှိတဲ့အတိုင်းဆိုတောင်းမြတ်တာပူဇော်ကဲ့လို့ပါလားပြကြောင့်တရက်နေ့ဆုံးတိအခါမှာလဲမိမိတို့ရင်ထဲမှာရှိတဲ့အတိုင်းဆိုတောင်းမြတ်တာပို့တာရှစ်ကိုကြော့အမြတ်တာဝင်ကပေးပါစွန့်တဲ့အခါမှာလှူတဲ့အခါမှာလဲရင်ထဲရှိတဲ့အတိုင်းမြတ်တာလေးပို့တာပြီးတော့
လူပေးပါလို့ကျွန်တော်များပုံတော်ပြီးတဲ့စာရလာထုံးမှာအထုမေတ္တာရက်ခါပါရစေအမြဲတမ်းဆောင်ရွက်တဲ့မိတ်ဆွေများလည်းရှိတယ်လို့တစ်ချိန်တစ်ခါများမဆောင်ရွက်ဘူးသေးတဲ့မိတ်ဆွေများလည်းမပြတ်မပတ်ဆောင်ရွက်ပါလို့စနေတယ်တိုက်တွန်းမှာကြားပါရစေဆောင်ရွက်ခြင်းအဖြစ်လုပ်ငန်းတိုင်ခံရောင်းပေါက်ပန်လက်ငယ်အကျိုးကျေးဇူးတိတိတတအကျိုးကျေးဇူးခံစားရပါမယ်ယုံကြည်မပြတ်မပတ်ဆောင်ရွက်နိုင်စေဖို့ကျွန်တော်များပုံတော်ပြီးတဲ့စာရလာထုံးရပုံရတော့အထုမှာကြားပါရစေအေးရတရားနဲ့ပတ်သက်လို့မတိနားမလဲတာများရှိခဲ့ရင်ဆရာကိုဖုံးဖြစ်တော်လကောင်းစာမစိတ်ပို့ရတော်လကောင်းကိုတိုင်းကိုကြဟောခံထိုက်လိုက်လာပြီးမင်းများချက်တော်လကောင်းစာနေနဲ့ဖြေချပေးပါလေဆရာရဲ့ကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်တွေမှာဆိုရင်3ညာကို၄ကြည့်ပတ်5လို့၄5လို့3ညာ3ညာ4ကောင်3ညာကိုခွန်ကြည့်ပတ်5လို့ခွန်5လို့6နဲ့တင်5ကိုဓာတ်ရိုက်ဆက်သွဲမင်းများနိုင်ပါလေယုံကြည်ဆရာရဲ့မိတ်ဆွေများမပြတ်မပတ်ဆောင်ရွက်နိုင်စေဖို့ကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရနိုင်ထုံးမှာအထုတိုက်တွန်းမှာကြားပါရစေအမြဲတမ်းဆောင်ရွက်နေကြလားဆဆောင်ရွက်တဲ့မိတ်ဆွေများလည်းယုံကြည်ဆောင်ရွက်ကြပါလိမ့်မယ်လို့စာနေနဲ့အထုယုံကြည်လည်းရပါပဲခင်ဗျမပြတ်မပတ်ဆောင်ရွက်နိုင်ကြပါစေလို့ဆုမကောင်းဆိုတောင်းတဲ့မေတ္တာပို့တာအပ်တယ်နော်တေးချာဒိဋ္ဌံဖြုတ်ပြီးဆိုတောင်းပြီးပူဇော်ပေးနော်ဤရတရားနဲ့ပတ်သက်၍မသိနားလည်တာများရှင်းနဲ့ဇာကိုဆက်သွယ်နေနိုင်ပါတယ်ပြည်တွင်းပြည်ပအနန္တအရရမှာဘေရီမေထမင်းရှင်ခုနှစ်သားသမီးများအားလုံးကိုလည်းကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရနိုင်ထုံးမှာအထူးကျေးဇူးတင်ရှိလျက်ရှိပါတယ်ဇာရဲ့ဗေဒနဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောကန်လိပ်စာမှာဆိုလို့ရှိရင်တာဂေတကြောက်တိုင်မှတ်တိုင် capital market ကြီးရဲ့ဘေး ACD လမ်းတဲ့တိုင်းနံပါတ်200နဲ့ခွန်ညီထက်ရပ်ပတ်နာမယ်ကပမာကြီးရပ်ပတ်မြို့နယ်ကတော့ဆရာကတောင်းပုံမြို့နယ်မှာနေထိုင်ပါနေမှတ်တိုင်ကတော့တာဂေတကြောက်တိုင်မှတ်တိုင်ဟာဆရာအတွက်တာဂေတကြောက်တိုင်မှတ်တိုင်စစ်ချင်း capital market ကြီးရဲ့ဘေး ACD လမ်းထက်မှာတိုင်းနံပါတ်200နဲ့ကိုငင်းထပ်မှာ40နဲ့အမြမနက်9နာရီမှညနေ9နာရီထိစားထပ်ဗီဒီမေထမင်းရှင်ခုနှစ်သားသမီးများအနန္တအရရမှဗီဒီမေထမင်းရှင်များကို40နဲ့အမြကန်ကြမှာကန်စာတာတို့တွဲချက်စစ်ပြီးတော့ဆွေးနွေးဟောပြောပေးလေရှိပါတယ်